အားလုံးပဲမင်္ဂလာညချမ်းလေးပါဒီနေ့ညတင်ဆက်ပေးမယ်ဇလန်းလေးကတော့စာရေးဆရာဇေယနာရှာမညာရဲ့အောင်မြတ်တာနဲ့ငရဲလန်းကလာတော့သူဆိုတဲ့ပရဂံဘီယာဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာငါ့ကိုတကားဖွင့်ပေးပါနင်တို့နဲ့ငါလာနေပြရစီတကိုယ်လုံးသွေးတန်တရေနဲ့တုံတုံကြီးဖြစ်နေတဲ့လူရဲ့စကားကြောင့်ဟင်းရွက်တောင်းကိုခေါင်းမရွက်ထားတဲ့မက်ခင်မီမျက်နှာပေါ်မှာကြောက်ရွံ့ထိတ်လန့်မှုတွေအထင်သာပေါ်နေပြီဟဲ့မလာနဲ့သွားငါဘဲမှသွားသေးရမရှိဘူးနင်တို့နဲ့ပဲနေမယ်ငါ့ကိုခေါ်သွားပြီအာရှင်အနာကိုကပ်မလာနဲ့နော်ကျမអော်လိုက်ရမလားမက်ခင်မီစကားကိုသွေးတန်တရဲနဲ့လူကဂယုမဆိုင်ပဲအနာကိုကပ်လာတဲ့အချိန်ခင်မီဘာဖြစ်တာလဲအိမ်မဆိုးတွေမနေပြန်ပြီလားဆိုတဲ့တန်ကြောင်ဘေဘီကိုကြည့်လိုက်ရာယောက်ျားဖြစ်သူကိုထွန်းတောက်ကိုမြင်လိုက်ရတယ်အိမ်မက်တွေမကောင်းဘူးကျုပ်တို့အခုလွယ်ထားတဲ့ကိုဝင်နဲ့များဆိုင်နေမလားမသိဘူးမခင်မေစကားကြောင့်ကိုထွန်းတောက်မျက်နှာအနှဲငယ်ပြတ်သွားပြီမဲ့ဟန်မပြတ်ထိမ့်လိုက်ပြီးအိမ်မက်ဆိုတာသွေးလေချောက်ချလို့လဲမတ်တတ်ပါတယ်စိတ်ထဲမထားပါနဲ့ဆိုကနှစ်သိမ့်ခဲ့တယ်မခင်မီနဲ့ကိုထွန်းတောက်တို့လင်မယားကအသက်40ကျော်မှအိမ်အောင်ကြတဲ့အတွက်ကလေးတယောက်ရဖို့အတော်ခက်ခဲခဲ့ကြတယ်အိမ်အောင်သက်2နှစ်ပြည့်တဲ့အချိန်မှာမထင်မှတ်ပဲကိုဝင်ရလာပြီမဲ့အိမ်မဆိုးကြီးကလင်မယားနှစ်ယောက်လုံးကိုကြောက်လန့်အောင်ဖန်ဆာထားခဲ့တယ်ငါတော့ခင်မေမက်တဲ့အိမ်မက်ကိုတိတ်ပြီးတော့မကြိုက်ဘူးကွာဒါပေမဲ့ခင်မေစိတ်မကောင်းဖြစ်မှာဆိုလို့မပြောဘဲနေခဲ့တာခလေးတောင်မမွေးသေးဘူးမင်းတို့ကဘာဖြစ်နေကြရလဲဒီမှာငါထုံးရွာတောင်မိုင်းကဦးမြရင်သားကိုသိရမလားထုံးရင်ဆိုတဲ့ကောင်လေးကိုပြောရလားအေးဟုတ်တယ်သူ့ကိုဝင်လွယ်တုန်းကဖျားတန်တရားတန်မှနားမထောင်ရရင်အိမ်မပြောစားမဝင်ဖြစ်ခဲ့တာတကြွလုံးကတော့ဒီကလေးကိုသာသနာအတွက်အကျိုးရှိမဲ့ကလေးလို့ထင်ခဲ့ကြတာပဲလေကဲအခုကြည်စမ်းထိတ်ခနဲ့ရှိထုံးရင်မပိုင်မပြီးဘူးစိုးချက်ပေချက်ကလည်းရွာဦးစီရတော့မထိန်နိုင်ဘူးမဟုတ်လားအေးအဲ့ဒါလည်းဟုတ်တယ်နော်ဒါကြောင့်ငါပြောတာအိမ်မက်ဆိုတာအဓိကမကြဘူးခလေးမွေးလာရင်တွန်တင်ဆုံးမတဲ့သူဘောပဲမူတည်တာအေးပါကြော်ကြီးရာမင်းပြောမှာပဲငါအားတက်သွားတော့တယ်ငါခလေးကိုလိန်မာရင်ကျေးတဲ့သူဖြစ်အောင်စူးစမ်းပြီးပြုစုပြောထောက်မယ်ကွာထွန်းတောက်ကဘေးမှာချထားတဲ့ဝါခမောက်ကိုစောင်းပြီးလုံလက်စအလုပ်ကိုလုပ်ရန်လယ်ကွင်းထဲကိုထွက်သွားခဲ့တယ်အာအမလေးနာလာကြီးရဲ့ခင်မေညစ်တာခဏပဲတီးခန့်လိုက်မိတွင်းထဲမှာစူညံပေါ်လောရိုက်နေတယ်လို့အိမ်တစမ်းမိတ်အပြင်မှာလဲထွန်းတောက်တယောက်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ရောက်ရက်ခတ်နေခဲ့တယ်ဟဲ့ကောင်ငထုံးငိမ့်နေစမ်းပါကွာမင်းကိုကြည့်ရတာခေါင်းမူးနေပြီငိမ့်နေလို့ရမလားအထဲမှာခင်မေအော်နေရငါဘလို့နေရမလဲခလေးမွေးတာဒီတော့ရှိတာဗောကွာငါမိမမွေးတော့ကဆိုရင်လက်တဲ့စပင်တော်အထွေးလိုက်ကြွအောင်ဆွဲခဲ့တာကွာကြော်ကြီးစကားကြောင့်ထုံးတော့တယောက်ချေကျဲနဲ့အိမ်ရှိကထိုင်ကုန်ပေါ်မှာထိုင်ရှားလိုက်တဲ့အချိန်ဦးဝဲဆိုတဲ့အတန်ကအိမ်ထဲကနေထွက်လာခဲ့တယ်မွေးပြီဟာထွန်းတော့ကပြောရင်းဆိုရင်အိမ်မော်တက်ဖို့အလို့ကြော်ကြီးကအနောက်ကနေလှမ်းဆွဲပြီးဟေ့ကောင်အခုချိန်ကတက်လို့မရဘူးလေကွာမင်းနဲ့တော့ငါတော့ညစ်နေပြီထွန်းတော့ကတော့လှေကားပေါ်တက်ရမလို့ဆေးရမလို့ဖြစ်နေတဲ့အချိန်အိမ်ထဲကနေလက်တဲ့မိန်းမထွက်လာပြီးငါထုံးနေမိန်းမကတားယောက်ကြလေးမွေးတယ်ဟဲ့ဟာကြော်ကြီးငါအဖေဖြစ်ပြီကွာမွေးတာကလေယောက်ျားလေးတဲ့ဟာပျော်လိုက်တာကွာထွန်းတော့ကကြော်ကြီးကိုဝမ်းသာအားရပြောနေတဲ့အချိန်လက်တဲ့မိန်းမကြီးထွက်လာပြီးငါထုံးအိမ်ထဲခဏလာအောင်ဘာဖြစ်လို့လဲအကြီးသိန်းစကားရှိလိုက်တာလာဆိုလာခဲ့ပေါ့ထွန်းတော့အိမ်ထဲရောက်သွားတဲ့အချိန်မှာတော့ခင်မီကအနီးထုတ်ထားတဲ့ကလေးကိုဖတ်ပြီးတရှုံရှုံနဲ့ငိုနေတာမြင်လိုက်ရတယ်ခင်မီဘာဖြစ်လို့ငိုနေရလဲကလေးဘာဖြစ်လို့လဲထွန်းတော့စကားကိုကြားတော့ခင်မီကအနီးကိုဖြီးပြလိုက်ရာတကိုယ်လုံးဓာခုတ်ရလို့အမှတ်တွေပါနေတာကိုမြင်လိုက်ရတယ်ခလေးက
ကျုပ်အိမ်မက်ထဲကအတိုင်းဖြစ်နေပြီလားမသိဘူးတော့ခင်မေစကားကြောင့်ထွန်းတောက်ကခလေးကိုပွေ့ချီကဘလို့ဖြစ်ပြီလေငါတို့စီကိုရောက်လာတော့ငါတို့ခလေးပေါ့အခြားဘာမှစိတ်ထဲမထားနဲ့ဟောကြည်စံမျက်နှာပေါက်ကငါမိန်းမနဲ့တူသလိုပဲထွန်းတောက်စကားကြောင့်ခင်မေငိုနေတာကိုရက်လိုက်ပြီးနုနဲ့နေတဲ့ခလေးရဲ့ပါးပြင်ကိုဖြင်းညင်းစွာနမ်းရှုံလိုက်ပါလေရောထွန်းတောက်နဲ့ခင်မေလည်းမွေးလာတဲ့ခလေးကိုလင်မယားနှစ်ယောက်လုံးရဲ့နာမည်ပါအောင်ထုံးခင်လိုအမိတညာပေးခဲ့ကြတယ်ထုံးခင်ကိုပေါ်မှာပါလာတဲ့အမာရွတ်တွေကလာပြလောက်ွယ်နေတွေဆိုရင်ကြောင်ရမ်းပြီးကြိုက်ခဲလာတာကိုလင်မယားနှစ်ယောက်လုံးသတိထားမိခဲ့ကြတယ်လူမန်းတိတက်ဆအရွယ်ရောက်တော့ရွာအနောက်ဘက်ကိုင်းတော်ဘက်ကိုလက်ညှိုးထုတ်ပြီးကြောက်လို့ပြောပါလေရောတခါတရံကိုင်းတော်ဘက်ကိုကြည့်ပြီးရှာရည်တငင်ငိုကြွေးနေတာကိုလည်းကြုံတွေ့ခဲ့ရတယ်ထုံးခင်အသက်၄နှစ်အရွယ်ရောက်တော့ရွာထဲကိုဆုံးခံကြွလာတဲ့ရတိတစ်ပါးကဒီကလေးရဲ့ကံကြမ္မာကအစိုးဘက်ရောအကောင်းဘက်ကိုရောသွားနိုင်တယ်အသက်16နှစ်ပြည့်တဲ့နေ့ကိုတတိထားကြပါလို့ထူးဆန်းစွာမိန့်ကြားခဲ့တယ်ထွန်းတောက်တို့လင်မယားလည်းရတိပြောတဲ့စကားကိုအမှုမဲ့အမတ်မဲ့နဲ့နေလာခဲ့တာထုံးခင်အသက်16နှစ်ပြည့်ခါနီအချိန်ကိုရောက်လာခဲ့တယ်ထုံးခင်ထားစမ်းမြင်ထားစမ်းအိမ်ဘဝကနေလမ်းအောင်ခေါ်နေတဲ့အတန်းကြောင့်အိပ်ပျော်နေတဲ့ထုံးခင်လန်နိုးလာပြီးကြည့်လိုက်ရာသူနဲ့လုံးဝခွဲမရအောင်တူတဲ့လူတစ်ယောက်ကအနက်ရောင်ဝတ်စုံကိုဝတ်ခါမတက်ရက်နေတာကိုလိုင်းအောင်အောက်မှာမြင်လိုက်ရတယ်မင်းကဘာတူလဲဘာလို့ငါနဲ့ချွတ်ဆွတ်တူနေရလဲအောက်မှာမင်းကအခုတော့ငါ့ကိုမေးသွားပြီပေါ့ဘာလဲမင်းကိုယ်ထဲမှာရှိနေတဲ့ကောင်ကငါအเจ้าနေမေးအောင်လှုပ်ထားပြီနဲ့တူတယ်မင်းဘာပြောနေရလဲငါကိုယ်ထဲမှာဘာမှမရှိဘူးထုံးခင်စကားအဆုံးမှာပဲသူ့ကိုယ်ထဲကနေအရေးလိုအဖြူအောင်တရံတစ်ခုထွက်လာခဲ့တယ်သူနဲ့ထပ်တူနီးပါတူတဲ့လူရင်းတစ်ခုကဘေးချင်းရှင်ရက်လိုက်ပြီးတယောက်နဲ့တယောက်မျက်လုံးချင်းစုံအောင်ကြည့်ကသူ့ဘဝကိုအေးချမ်းစွာရှောက်လန်းဝင်ပြဖို့တင်းအတွက်ခက်ခဲနေရလားဒီကောင်ကအေးချမ်းစွာနေရမယ့်ကောင်မဟုတ်ဘူးလေထုံးခင်ဒီမှာကြည်စမ်းအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူကသူ့လက်နှစ်ဘက်ကိုစမ်းထုတ်လိုက်ရာပုံရိပ်အချို့ကရုပ်ရှင်ပြသလိုပီပြင်းပြင်းပေါ်လာခဲ့တယ်ပုံရိပ်ထဲမှာတော့သူများသားပြိုသမီးပြိုတွေကိုဖျက်ဆီးနေတဲ့ပုံတွေအပြင်လူအချို့ကိုရဲဆက်ဆက်တပ်ဖြတ်ပြီးပစ္စည်းတွေကိုလူရိုက်ယူငင်နေတဲ့ပုံတွေကိုပါမြင်လိုက်ရတယ်ကြည်စမ်းဘလောက်ပျော်ဖို့ကောင်းလဲလူတယောက်ရဲ့ရှင်ဘတ်ထဲကိုခြုံထက်နေတဲ့ဓာတ်သွားနဲ့ဖြည်းဖြည်းချင်းထိုးချလိုက်ရတဲ့အရာသာကိုမင်းမဲကြိုက်ခဲ့တာမဟုတ်လားအနေရောင်ဝတ်ဆုံတဲ့လူရဲ့စကားကြောင့်ထုံးခင်ရဲ့မျက်လုံးအိမ်ကြီးတဖြည်းဖြည်းကျင်းလာပြီးနှုတ်ခမ်းတစ်ဘက်ကိုတွန့်ယုံပြုံးကဟုတ်တယ်လူတက်ရတာအရန်ကိုပြောဖို့ကောင်းတယ်သူတို့ရဲ့ကြောက်လန့်မှုတွေကငါအတွက်ခွန်အားတွေပဲထုံးခင်ကခနဲ့တက်ရေမောနေတဲ့အချိန်နားထဲမှာကဲပါယူပါတစားစားအော်နေတဲ့သူ့အတန်ကိုကြားလိုက်ရတယ်ထုံးခင်ဒီဘက်ကိုကြည်စမ်းမင်းနဲ့မင်းအပေါင်းပါလေဘလို့ဖြစ်ခဲ့လေပြန်ဆင်ញင်ပါအောင်ဆိုတဲ့တန်ကြောင်ဘေဘီကိုကြည့်လိုက်ရာအဖြူရောင်ဝတ်စုံဝင်ထားတဲ့ထုံးခင်ရဲ့အနောက်မှာတော့ကြောက်မက်ဖွယ်လူဘလူးကြီးတွေရဲ့ခုတ်ထစ်တက်ပြတ်မှုကြောင့်ခြေဥတဲ့ရအော်ဟစ်ပြေးလွှားနေကြတဲ့လူအချို့ကိုမြင်လိုက်ရတယ်ဟင်ပြေးနေတဲ့သူတွေထဲမှာငါကထိတ်ဆုံးကဖြစ်နေပါလားဒီမြင်ကွင်းကိုအရင်ကမြင်ခဲ့ဘူးတယ်မဟုတ်လားအေးမင်းနေရင်ငါပြောပြမယ်ဒီမြင်ကွင်းကကမ်းဘလူရွာလေပြင်ကွင်းထဲမှာသွေးတန်တရဲနဲ့မေမျောနေတဲ့အချိန်မင်းမြင်ခဲ့ရတဲ့နမိတ်အမြင်ပဲကမ်းဘလူရွာဟုတ်လားဒီနာမည်ကိုကြားဘူးတလို့ပဲဆိုပြီးရေရုံးနေတဲ့အချိန်မြင်ကွင်းအချို့ကအာယုန်ထဲမှာထင်ရှားစွာပေါ်လာခဲ့တယ်ဒုတ်သားလက်နက်တွေကင်ထားတဲ့လူအချို့ရဲ့အညှိုးကြီးစွာထူးရိုက်နေတဲ့ဟန်ဒီအပြင်ကမ်းဘလူရွာသားတွေကိုမှလာဆန်းတဲ့ဓမြကောင်သေပေတော်ဆိုတဲ့အတန်နှက်တွေကနစီတဲကိုဝင်လာခဲ့တယ်ခဏနေတော့စူညံနေတဲ့အတန်တွေပျောက်သွားပြီးတရားရွတ်ဖတ်တန်တက်တဲ့ကိုကြားလို့ကြည့်လိုက်တော့တက်ကောက်ဆိုသင်္ကန်းကိုဝတ်ထားတဲ့ရဟန်းတစ်ပါးရဲ့ပုံရိပ်ကအရှင်သာပေါ်လာခဲ့တယ်ထိုးခင်လေရဟန်းတော်ရဲ့ပုံရိပ်ကိုမြင်တော့မှတေကာနီဆက်ဆဲ၅ပါးတီလာခံယူခဲ့တဲ့ပုံတွေကိုဝတ္တဝါမြင်လာခဲ့တော့တယ်ထုံးခင်ဒီကောင်ပြောတာမယုံနဲ့မဲလောက်ခဲ့တဲ့အကုသိုလ်တွေက
ငါးပါးတီလာခံယူုံနဲ့မကြေဘူးကွာလာခဲ့ငါးနောက်ကိုပြန်လိုက်ခဲ့အရင်လိုစိုးမိုက်ပြီးဘဝကိုပျော်ပျော်နေသွားရအောင်အနက်ရောင်ဝတ်စုံတဲ့လူရဲ့စကားအဆုံးမှာအဖြူရောင်ဝတ်စုံတဲ့လူကအတိတ်ကအစွဲတွေကိုအဆုံးသတ်လိုက်တော့ဘယ်အရာကမှန်လဲဘယ်အရာကမှားလဲဆိုတာတင်ကိုယ်တိုင်ဆုံးဖြတ်ရမယ်အချိန်ရောက်နေပြီငါနဲ့လိုက်ခဲ့စမ်းပါအရင်ကလုပ်ခဲ့တဲ့အာဟုသူတွေကိုအတူတူခြေပြက်လိုက်ကြရအောင်အိမ်ပေါက်ဝမှာရက်ပြီးသူ့ဘက်ကိုယ်ဘက်ဆွဲနေကြတဲ့သူတွေကြောင့်ထုံးခင်ကောင်းကိုလက်နဲ့ဖိပြီးသွားကြထွက်သွားကြတယောက်မှငါးစီကိုမလာနဲ့တော့ထိုကဲ့သို့အော်ဟစ်လိုက်တော့မှပျောက်ကွယ်သွားခဲ့တယ်ထုံးခင်အနေနဲ့ဒီလိုပြဿနာတွေကိုလားပြည့်လောက်ွယ်နေတွေတိုင်းကြုံတွေ့လာခဲ့တယ်ဒီလိုပြည့်တွေပေါ်လာတဲ့အခါတခါတလေမကောင်းမှုအကျင့်စရိုက်တွေကအနိုင်ရပြီးတခါတလေကြားတော့လေကောင်းတဲ့အကျင့်စရိုက်တွေကအနိုင်ရခဲ့တယ်လူကြီးတိတ်ဆိတ်တဲ့ညာချမ်းချိန်ခါမှာအောင်မြတ်တာတို့ဆရာတပည့်တွေအင်းဆွဲခြင်းအင်းဆန့်ချခြင်းအမှုကိုပြုနေခဲ့ကြတယ်အင်းခွက်ဆွဲနေတဲ့အချိန်နောက်ကျောဘက်ကနေတက်လာတဲ့လူတစ်ယောက်ရဲ့ခြေတံကိုအောင်မြတ်တာကြားလိုက်ရပေမဲ့အင်းမပေါက်စီရန်အတွက်လှည့်မကြည့်ပဲအင်းဆန့်ကိုသာစနစ်တကျထည့်သွင်းနေခဲ့တယ်အားလုံးပြီးစီးတဲ့အချိန်ရောက်တော့မှလှည့်ကြည့်လိုက်ရာမုံစိတ်ကျင်ဆွဲတွေအပြည့်နဲ့ရသေးတစ်ပါးကိုမြင်တွေ့လိုက်ရတယ်ဘာရေးကိစ္စများလဲရသေးကြီးအောင်မြတ်တာစကားကိုကြားတော့ရသေးကြီးကကုသိုလ်နဲ့အာကုသိုလ်လွန်ဆွဲနေတဲ့ကြိုးကအခုဆိုရင်အာကုသိုလ်ဘက်ကိုအလေးတာနေခဲ့ပြီဆရာလေးကိုပိုင်ဆုံးဖြတ်ချက်ကိုကြုံအနေနဲ့ဘလို့မြဝင်ရောက်ဆွတ်ဖက်နိုင်မှမလဲဆရာလေးတို့ဝင်ပါခဲ့ရင်ကြိုးစားကကုသိုလ်ဘက်ကိုပြန်ပါလာမှာအသေးချပါပဲကျုပ်တို့ဘာကြောင့်ဝင်ပါရမယ်ဆိုတဲ့အကြောင်းပြချက်လေးတစ်ခုလောက်ပြီးပါရဲ့သည့်အဓိကအကြောင်းပြချက်ကဆရာလေးတို့ကူညီပေးနိုင်ခဲ့ရင်လာမဲ့သုံးဘဝအတွင်းပထမပန်းနိုင်ကိုသူကောင်းမှလိမ့်မယ်။ဘာရဲ့ဒီစကားကိုကြတော့အောင်မြတ်တာဘာမှဆက်မပြောတော့ပဲလွယ်ကိုကောက်တယ်ကအကြောင်းပြချက်ခိုင်လုံတဲ့အတွက်ကမ်းလှမ်းမှုကိုကြုတ်လက်ခံပါတယ်။ထိုကဲ့သို့ပြောကတက်ခိုင်တဲ့တောက်ရကိုခေါ်ပြီးနေထိုင်ရာဇရက်ထဲကနေညာတွင်ချင်းထွက်လာခဲ့လိုက်တယ်။အောင်မြတ်တာတို့ထွက်သွားတော့ဇရက်ပေါ်ကနေကြည်လင်အေးမြတဲ့ကြီးစီတန်တဲ့အတူတာရုခေါ်တန်အကျိုးပေါ်ထွက်လာခဲ့တယ်။နေလေခင်းတွေကအရန်ပြင်းတဲ့အတွက်ကန်းကော်တော်ရွာမှာရှိတဲ့ကလေးတငယ်တွေကအရေးရတဲ့အပင်တွေအောက်မှာပြေးလွှားစော်ကစားနေခဲ့ကြတယ်။ကလေးတွေနဲ့မလန့်မကန့်မှာရှိတဲ့ဈေးပင်အောက်မှာတော့ဖြင်းချမ်းအင်ကြီးကိုဝတ်ထားပြီးလွယ်တလုံးကိုလွှဲထားတဲ့အသက်60အရွယ်လူကြီးတဦးထိုင်နေခဲ့တယ်။ရွာကန်လူတွေကတော့မျက်နှာစိမ်းလူကြီးကိုခရီးတစ်ထောင်နားနေတဲ့သူလို့ပဲမှတ်ယူပြီးဖာသီးဖာသာနေခဲ့ကြတယ်။ရွာသားတွေသတိမထားမိကြပေမဲ့မျက်နှာစိမ်းလူကြီးကတော့အင်ရှိကွက်ပြစ်မှာလှဲနေတဲ့ထုံးခင်ကိုမျက်တောင်မခတ်တန်းစူးစူးဆက်ဆက်ကြည့်နေခဲ့တယ်။အတန်ကြာကြည့်ပြီးတဲ့အချိန်လက်နက်ဘက်ကိုပါဇက်မှာတိတ်ပြီးမှုတ်လိုက်ရာအိပ်ပျော်နေတဲ့ထုံးခင်တယောက်ဆက်ခနဲ့ကောက်ထပြီးအတန်ကြာရဘက်ကိုလမ်းလျှောက်လာခဲ့လိုက်တယ်။ထုံးခင်လည်းဈေးပင်အောက်မှာထိုင်းနေတဲ့လူကြီးအရှိကိုရောက်တော့ဟာဟာဟာဘဝတွေကဘလို့ပဲပြောင်းပြောင်းငါရဲ့အချက်ပေးတဲ့ကိုတော့မှတ်မိနေတော့မှလားကွာအဘကဘာတူလဲဒီအတန်ကိုကျုပ်ရင်းနေကြားဘူးနေတယ်လို့ခံစားနေရတယ်ထုံးခင်ရဲ့အမေကိုမျက်နှာစိမ်းလူကြီးကမဖြေပဲလွယ်အိတ်ထဲကနေစင်ဆွဲအယိုးတက်ထားတဲ့ဓမြောင်တစ်ချောင်းကိုထုတ်ခါကမ်းပေးလိုက်ပြီးဒီဓမြောင်ကိုကင်ကြည့်ပါဦးထုံးခင်လည်းကမ်းပေးတဲ့ဓမြောင်ကိုကင်လိုက်တဲ့အချိန်အသွေးသားတွေကနေစိတ်ငင်နေဖြစ်သွားပြီးတခါမှမမြင်ဘူးတဲ့ပုံရိပ်ရောင်တွေအတွေးထဲမှာပေါ်လာခဲ့တယ်။ဦးမန်းတာဟာဟာဟာငါနာမည်ကိုမှတ်မိသေးပါလား။ကျွန်တော်ကဘာတူလဲ။နောက်ပြီးအဘကရောဘာတူလဲယင်။ထုံးခင်စကားအဆုံးမှာအနောက်ဘက်ကနေလူလေးဘာလုံးနေရလဲ။လက်ထဲမှာလဲဓာတ်နဲ့ပါလား။ဆိုတဲ့တန်ကြောင်လှည့်ကြည့်လိုက်ရာအလောက်ကနေပြန်လာတဲ့ဖခင်ဖြစ်သူကိုမြင်လိုက်ရတယ်။ကဲမင်းသိချင်တာတွေရှိရင်မနှက်ပြန်ရွာပြင်ကဇရက်ကိုလာခဲ့အဲ့ဒီမှာငါရှိနေမယ်။ထုံးခင်လည်းမျက်နှာစိမ်းလူကြီးစကားကိုဘာမှပြန်ပြောပဲလက်ထဲမှာကင်ထားတဲ့ဓမြောင်ကိုပြန်ပေးကဖခင်ဖြစ်သူထံကိုထွက်လာခဲ့လိုက်တယ်။ကိုနကလူကဘသူလဲလူလေးမသိဘူးအဖေ
ဒီတိုင်းလမ်းကျုံလို့စကားသမီးပြောနေရပါအေးနောက်ဆိုရင်ကိုမသိတဲ့လူဆိုရင်ခဝဝေးနေအောင်ဩဒါနဲ့နောက်နေ့ရက်ဆိုရင်လူလေးရဲ့အသက်16နှစ်ပြည့်ပြီနော်အဲ့ဒါမင်းမိကဖုန်ကြီးเจ้าမှာနေဆုံးကပ်ပေးဖို့စီစဉ်ထားတယ်ဖခင်ဖြစ်သူရဲ့စကားကိုထုံးခင်အလိုက်တင်ပြန်ပြောခဲ့ပေမဲ့စိတ်ထဲကတော့ရွာပြင်ဘက်ကိုထွက်သွားတဲ့သူစီကိုရောက်နေခဲ့တယ်နောက်တနေ့အိမ်ကားလူကြီးတွေအလုပ်သွားတဲ့အချိန်ထုံးခင်တယောက်ရွာပြင်ကဇရက်ကိုထွက်လာခဲ့လိုက်တယ်ဇရက်ဘက်ကိုရောက်တော့မုံစိတ်ကျင်စွဲတွေနဲ့လူကြီးကလက်ဖက်ရည်ကိုနိုးစီဘူးနဲ့ထည့်ပြီးကဲရော့မင်းအရန်ကြိုက်တဲ့လက်ဖက်ရည်တောက်လိုက်ရောထုံးခင်လည်းမျက်နှာစိမ်းလူကြီးကမ်းပေးတဲ့လက်ဖက်ရည်ကိုမောလိုက်ပြီးအဘကကျုပ်ကိုပြောပြမယ်ဆိုတဲ့အကြောင်းကဘာများလဲငါ့ကိုအဘလို့မခေါ်ပါနဲ့တငယ်ချင်းရာမင်းမရှိတော့ငါတို့အဖွဲ့တွေအကုန်တကွဲတပြားဖြစ်ကုန်နေမင်းကိုကမ်းဘလူရွာလူတွေဖမ်းမိတယ်ကြတော့ငါတို့အမိလာခဲ့ပါသေးတယ်ဒါပေမဲ့မင်းအသက်ကိုမမိလိုက်ဘူးကွာငါတို့လည်းမင်းကိုတတ်ခဲ့တဲ့ရွာကိုမီးတင်ရှို့ပြီးလက်စားချစ်ပေးခဲ့တယ်မဟုတ်သေးဘူးနော်အဘပြောနေရတယ်ကျုပ်ဘာတစ်ခုမှနားမလည်ဘူးဖြစ်နေတယ်ဟုတ်သားပဲမင်းကဘဝပြောင်းသွားတော့အတိတ်ကအကြောင်းအရာတွေအကုန်လုံးကိုဘယ်သိနိုင်ပါတော့မလဲမင်းရဲ့ကြောကုန်းမှာစက်ဝိုင်းပုံစံအင်းခွက်တွေရှိသေးတယ်မဟုတ်လားအင်းခွက်တော့မဟုတ်ပါဘူးမွေးရပါအမှတ်လို့တော့အမေပြောဘူးတယ်အဲ့ဒီအမှတ်ဆိုတာငါကိုယ်တိုင်မင်းကိုထိုးပေးခဲ့တဲ့ကိုလုံအင်းမယ်မင်းကိုယ်ထဲမှာငါထည့်ပေးထားတဲ့အဆောင်တစ်ယောက်ရှိနေတာကိုရောသတိထားမိလားအဆောင်ဟုတ်လားလာပြေးလာွယ်နေတွေဆိုရင်ကျုပ်စီကိုလာတဲ့သူနှစ်ယောက်ကိုပြောရတာထုံးငယ်စကားကိုကြတော့ညနေစိမ်းလူကြီးကကြောကုန်းကိုလှန်ကြည့်လိုက်ပြီးငါအစီရင်ထဲကိုအဖြတ်အင်းတစ်ခုထည့်ထားပါလားဒါကြောင့်မင်းရဲ့အသိစိတ်တွေကထင်တယ်လို့မထန်တော့တာကိုညနေစိမ်းလူကြီးကလွယ်ရီထဲကနေစာအုပ်သေးလေးတုပ်ကိုထုတ်ပြီးကြည့်ကလာမဲ့2ရက်မြောက်နေ့ကစမ်းနှက်ခတ်တွေစုံလင်မဲ့နေ့ပဲအဲ့ဒီနေ့ညတကောင်အချိန်ကိုရောက်ရင်မင်းကိုငါလာခေါ်မယ်ဘာလို့မလို့ကျုပ်ကိုလာခေါ်မှလဲအဲ့ဒီနေ့ကကျုပ်ရဲ့မိဘတွေနဲ့ဖုန်ကြီးเจ้าမှာအလူလုပ်ဖို့ရှိတယ်ဗျမင်းဖသာအလူလုပ်လို့ဘာလုပ်လို့ငါတို့အဖွဲ့ပြန်လဲပေါင်းစည်းဖို့အတွက်မင်းလာကိုလာရမယ်မျက်နှာစိမ်းလူကြီးရဲ့စကားအဆုံးမှာထုံးခင်ရဲ့နာမည်ကိုအော်ခေါ်နေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်မင်းကိုအိမ်ကလူတွေလာရှာကြပြီထင်တယ်နောက်2ရက်ညတကောင်မင်းကိုဒီကနေစောင့်နေမယ်သွားတော့မျက်နှာစိမ်းလူကြီးကထုံးခင်ကိုပြောပြီးလျင်မြန်တဲ့အချိန်နဲ့ဇရက်ဘေးပေါင်ကိုလွှားကနေခုံကျော်ကတစ်ပင်နေကြတဲ့ကိုတိုးဝင်ပြောက်ွယ်သွားခဲ့တယ်ထုံးခင်လည်းအိမ်ကလာရှာတဲ့သူတွေကိုပြင်းလို့လျှောက်သွားနေတာပါဆိုပြီးလိန်ပြောခဲ့တယ်ထုံးခင်မွေးနေ့ရောက်တော့ရွာဦးเจ้าမှာရှိတဲ့တန်ဃာတော်တွေကိုနေစွန်းကတ်လူခဲ့တယ်စွန်းကတ်ပြီးတဲ့အချိန်ဆရာတော်ကထွန်းတောက်တို့မိသားစုကိုခေါ်ပြီးသူတို့ကဆရာတော်ပြောနေတဲ့မိသားစုပဲကွဆရာတော်စကားကြောင့်ဘေးမှာထိုင်နေတဲ့လူ3ယောက်ကပြုံးပြကပြန်နှုတ်ဆက်ခဲ့တယ်ငထွန်းဒါကတော့ငါရဲ့ဆရာပါဖုံးရဲ့မိတ်ဆွေတွေပဲမင်းသားအရင်နဲ့ပတ်သက်ပြီးသူတို့ကိုတိုင်ပင်လို့ရတယ်တင်မဖေကတပည့်တော်တို့တေချာပြောပြလိုက်ပါမယ်အေးစကားအေးစီပြောကြအောင်ဟဲ့မောင်ထုံးခင်ကျောင်းနောက်မှာကိုရင်နေမနှက်ပြန်အတွက်ထင်းနေခွဲနေတာကုသိုလ်လေးဝင်ယူလိုက်အောင်ဆရာတော်ကထုံးခင်ကိုခေါ်သွားတဲ့အချိန်ကိုထုံးတောက်ကဆရာတော်မိတ်ဆွေဆိုတော့ကျုပ်တို့ပုံမှန်လင်းလင်းပြောကြတာပေါ့ရပါတယ်ကျုပ်တို့ကိုမိသားစုလိုသဘောထားပြီးတိုင်ပင်လို့ရပါတယ်ခလေးကဘာများဖြစ်နေလို့လဲဒီလိုပါဆရာကျွန်တော်သားကမမွေးခင်တည်းကအိမ်မက်ထဲမှာသွေးတန်တရေနဲ့လူတစ်ယောက်အဖြစ်နဲ့ရောက်လာပါတယ်အဲ့ဒီလူကလေကိုထွန်းတောက်ကစကားပြောနေရင်မခင်မေကိုလှမ်းကြည့်ကအဲ့ဒီအိမ်မက်ထဲကလူကကျုပ်ရဲ့ဇာတိရွာဖြစ်တဲ့ကမ်းဘလူရွာကိုဓမြဝင်တိုက်စဉ်ဖမ်းမိခဲ့တဲ့ဓမြဘူစိန်တောင်ဖြစ်နေခဲ့ပါတယ်ကိုထွန်းတောက်ရှင်ဘာပြောနေရလဲကျမသားလီကအဲ့ဒီလူယုံမှာဝင်စားတာလုံးဝမဖြစ်နိုင်ဘူးခင်မေစိတ်ကိုအေးအေးထားပါမင်းကိုဝင်ဆောင်တော့ကမက်ခဲ့တဲ့အိမ်မက်ကိုငါလည်းမက်ခဲ့တယ်မင်းစိတ်ထိခိုက်မှဆိုလို့မပြောပြခဲ့တာနောက်ပြီးအခုဘဝမှာလူသေးစိတ်သေးဖြစ်မလားဆိုပြီးတော့စောင့်ကြည့်နေခဲ့တာ
ဒါပေမဲ့ပြောပါကိုထွန်းတောက်ဒါပေမဲ့ဘာဆက်ဖြစ်လဲအခုသူတော်တွေ့နေတဲ့သူကလည်းဓမြအဖွဲ့တွေကတယောက်ပဲကျုပ်တို့ဒေသကသူတွေကတော့နတ်စီယာလို့ခေါ်တယ်သူဟာဓမြတိုက်ရမယ့်ကိစ္စအဝါးဝါကိုစီစဉ်ပေးရတဲ့အပြင်အင်းအိုင်လက်ဖွဲ့တွေမှာလည်းဆရာတဆူဖြစ်တယ်လို့ကြားဘူးခဲ့တယ်အခုသူဟာကျုပ်သားကိုမြှူဆွဲပြီးအတိတ်ကပုံရိပ်တွေပြန်တတိရအောင်လုပ်ဖို့ကြိုးစားနေတာကျုပ်သိတယ်နေပါဦးဒီအကြောင်းအရာတွေသိတာဘာလို့ရွာလူတွေကိုအကူအညီမတောင်းရတာလဲအခုချိန်ကျုပ်ပြောလိုက်ရင်တားလေးကိုအန်ဒီရပြုတ်မှဆိုးလို့ပါနောက်ပြီးကျုပ်ကကမ်းဘလူရွာသားတယောက်ဖြစ်တယ်ဆိုတာလေဘယ်သူမှမသိစေချင်ဘူးကိုထွန်းတော်စကားကိုကြတော့မခင်မေကကမ်းဘလူတရွာလုံးကိုရဲဆက်ဆက်တက်ပြီးမီးတင်ရှို့ခဲ့တဲ့ဓမြအဖွဲ့ခေါင်းဆောင်ကကျုပ်သားလို့ရှင်ကပြောချင်နေရလားခလေးကအတိတ်ဘဝမှာဘာပဲဖြစ်ခဲ့အခုသူလိမ်မာနေပြီလေဘာလို့အတိတ်ကိုပြန်ပြီးတော့တူးဆွကျင်နေရတာလဲမခင်မေရဲ့ရှက်ရည်တငင်ကိုကြွေးပြီးပြောတဲ့စကားအဆုံးမှာဆရာတော်ဖျားထုံးခင်လူတတ်တော့မယ်ဖျားဆိုတဲ့တန်ကြောင်ကိုထွန်းတောက်တို့လင်မယားအကြောင်းနောက်ကိုပြေးသွားခဲ့တယ်အနောက်ကိုရောက်တော့ထင်းခွဲတဲ့ဓာတ်ကိုကိုင်ပြီးလဲကျနေတဲ့ကျောင်းသားတယောက်ကိုခုတ်ဖို့ဟန်ပြင်းနေတဲ့ထုံးခင်ကိုမြင်လိုက်ရတယ်လဲကျနေတဲ့ကျောင်းသားကတော့ထုံးခင်ကိုကြောက်လန့်တကြားမောကြည့်နေပြီးကြောင်တောင်ဖြစ်နေခဲ့တယ်ဘယ်သူမှအနာမကကြနဲ့ဧည့်သည်တွေကတယောက်ကလှမ်းဟော်ပြီးဓမ္မနဲ့ခုတ်ဖို့ဟန်ပြင်းနေတဲ့ထုံးခင်ရဲ့ကြောပြင်ကိုလက်ဝါးနဲ့အားကုန်ရိုက်ချလိုက်တော့မှတတိပြန်နေလာခဲ့တယ်တခါဒီကောင်လေးကိုကျောင်းမော်ခေါ်လာခဲ့ကျောင်းမော်ကိုရောက်တော့ဆရာတော်ကတကားလေးတို့ပြောထားတဲ့အတိုင်းဖြစ်လာတာပဲနော်ဟဲ့ထွန်းတော့ဒီကားဆရာလေးတို့လက်ထဲကိုအပ်လိုက်နင်သားဖြစ်နေရည်ပျောက်သွားလိမ့်မယ်တင်မဖေဟာအပ်ပါတယ်ရှုံလဲရှုံကြည့်ပါတယ်ကဲတကားလေးတို့လှုပ်ရှားရှိတာလှုပ်ကြပါဆရာတော်စကားအဆုံးမှာဧည့်သည်၃ယောက်ကထုံးငင်ကိုအလဲမှာထားပြီးဖုန်နောက်ဆိုင်ထိုင်ကပက်လက်ကိုလက်ညှိုးထိန်းနဲ့စီးချလိုက်တယ်အခုချိန်ကစပြီးကျုံးမိတ်မရပဲစီဝိုင်းထဲကိုမြည်သူမှမဝင်ရထိုကဲ့သို့ပြောပြီးနှုတ်ကနေဂါရာတစ်ခုကိုဒီတိုရွတ်ဖတ်နေခဲ့တယ်ဂါရာရွတ်ပတ်တန်ကျဲလာတာနဲ့အမျှထုံးငင်တကိုယ်လုံးလှုပ်လှုပ်ရှားရှားဖြစ်လာပြီးလက်ပင်ကြောတွေထောင်ထားတဲ့အထိအော်ပါလီရောခဏနေတော့ပြုတ်တက်လာပြီးညီညိုရောင်အရည်တွေနဲ့အတူစက်ကူလေးတစ်ခုအန်ထွက်လာခဲ့တယ်အဲ့ဒီတော့မှထုံးငင်တကိုယ်လုံးငြိမ်သက်သွားပြီးပုံမှန်အတိုင်းဖြစ်သွားခဲ့တယ်ဆရာကျွန်တော်သားဘာဖြစ်တာလဲသူ့ကိုစိတ်ရိုင်းဝင်ပြီးအသီးစိတ်ပြောင်းပြူစားခဲ့တာကျုပ်တို့သာမရှိရင်ဒီကလေးဟာလူတက်တဲ့ခံဖြစ်ပြီကျုပ်သားကိုသူတို့ဘက်ပြန်ပေါအောင်လုံးနေကြပြီထင်တယ်အခုတော့ဘာမှမဖြစ်တော့ပါဘူးဒါပေမဲ့ကလေးရဲ့ကြောမှာပါတဲ့မွေးရပါအင်းခွက်ကိုတော့အပီးတိုင်ဖြက်စီးပြစ်မှရမယ်ဒီအင်းခွက်ကိုစောင်းတဲ့ပုဂ္ဂိုလ်ကအစိုးဘက်ကိုသွားတဲ့အတွက်မကောင်းမှုတွေလှုပ်ချင်အောင်လှုံ့ဆော်နေလိမ့်မယ်ကျွန်တော်တို့ကဘာလုပ်ပြရမလဲပြောပါဒီကလေးကိုဒီတညတော့ကျုပ်တို့စီကိုအပ်ခဲ့ပါသူ့ကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေကိုဖယ်ရှားပြီးမှနောင်ရေးစိတ်အေးရမယ်ဒီလိုမှမဟုတ်ရင်သင်တို့သားကထိမ့်မနိုင်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်ဆရာတို့ကိုယုံကြည်ပါလေကျုပ်တို့သားလေးအခုလိုဖြစ်နေတာကြီးပျောက်ကင်းအောင်ကူပေးပါဗျာကဲဒါအဖြစ်နောက်တစ်နေ့မှပြန်တွေ့ကြရအောင်ကျုပ်တို့ကလည်းခလေးအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပါဦးမယ်ဒါအဖြစ်ကျုပ်တို့ကိုခွင့်ပြုပါဦးလူလီဆရာတို့ပြောစကားကိုနားထောင်နော်ကိုထွန်းတောက်တို့လင်မရတဲ့မောင်ထုံးခင်ကိုမှားချပြီးနှုတ်ဆက်ကပြန်သွားခဲ့ကြတယ်အဲ့ဒီအချိန်အောင်မြတ်တာကတက်ခိုင်နဲ့တောက်ရကိုခေါ်ပြီးတာဝန်တစ်ခုကိုပေးရခဲ့တယ်ညလူကြီးတက်ချိန်ဖြစ်တဲ့အတွက်ဘုံကြီးကျောင်းဝင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသလိုတရွာလုံးလည်းအကြတမ်းပင်မကြားအောင်ခြောက်ကပ်နေခဲ့တယ်အဲ့ဒီအချိန်ဘုံကြီးကျောင်းအနောက်ဘက်မြေကွက်လက်ပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောင်အချို့ပေါ်ထွက်လာခဲ့တယ်လေတောင်တရံဖျောင်းနိုင်ပြီးရဲ့အလဲမှာတော့ထုံးငင်ကငြိမ်သက်စွာထိုင်နေခဲ့တယ်မီးတိုင်တွေရဲ့အပြင်မှာတော့အောင်မြတ်တာကမလုံးမရှက်ထိုင်ပြီးကောင်းငင်ကိုမောကြည့်ကအချိန်တစ်ခုကိုစောင့်ဆိုင်နေခဲ့တယ်ညာတစ်ချက်ထိုးတော့ရောက်တော့စီဝိုင်းထဲမှာရှိနေတဲ့ထုံးငင်ကလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်သူတို့ခေါ်နေပြီကျွန်တော်သွားမှဖြစ်မယ်ဒီစီးအပြင်ဘက်ကိုထွက်လို့ရရင်သွားခွင့်ပြုပါလေ
အောင်မြတ်သာစကားကြောင့်ထုံးငင်ကဖျောင်းနိုင်မီတွေထုံးထားတဲ့စီးတဲ့ကနေအပြင်ကိုကြော်ခွာပြီးထွက်ဖို့အလို့မင်းညွန့်တွေကလူတရက်လောက်အထိမြင့်တက်လာခဲ့တယ်ငါတို့ပညာရက်ကမင်းကိုထွက်ခွင့်မပြုဘူးဖြစ်နေတယ်ဒီတော့စီးထဲမှာပဲငြိမ်ငြိမ်လေးထိုင်နေပါထုံးခင်လည်းထွက်မရတဲ့အစုံစီးထဲမှာထိုင်ချလိုက်ရာကြောဘက်ကနေအသားကိုဓာတ်နဲ့မှုန်းသလိုဖြစ်ပြီးမြေကြီးပေါ်မှာလူးလိမ်អော်ပါလီရောကြောပြင်းတစ်ခုလုံးဆက်ပြင်းပြင်းနဲ့နားနေတယ်အာမင်းခုဝတ်ထားတဲ့အင်ကြီးကိုချွတ်ပြီးကြောကိုလှည့်ပြပါဦးအောင်မြတ်သာစကားကြောင့်ထုံးငင်ကအင်ကြီးကိုချွတ်ပြီးလှည့်ပြလိုက်ရာဝေးရပါအမာရွတ်တွေကရှောင်ကိုက်ပြီးပြည်တွေပါတဲနေတာကိုမြင်လိုက်ရတယ်ဟိုဘက်ကလည်းမင်းစိတ်ကိုချုပ်ကင်မှုစူးစမ်းနေပြီထင်တယ်အောင်မြတ်သာစကားအဆုံးမှာထုံးခင်ရဲ့မျက်လုံးတွေနီးရဲလာပြီးမေချောတွေထောင်တဲ့အထိဖြစ်လာခဲ့တယ်အာဆရာကျွန်တော်မထိန်နိုင်တော့ဘူးနားထဲမှာကျွန်တော်ကိုခေါ်နေတဲ့အတန်ကိုပဲကြားနေရတယ်အရန်ကြီးကြောက်စိတ်မဝင်နဲ့ဦးစိတ်ကိုတင်းတာအောင်မြတ်သာကပြောနေရင်ကောင်းကင်ကိုမောကြည့်လိုက်ထုံးကင်ကိုကြည့်လိုက်နေဖြစ်နေတဲ့အချိန်ခုနှစ်စင်ကျဲတန်းသားမှာဖြက်ခနဲပေါ်လာတဲ့ကျဲတလုံးကိုမြင်လိုက်ရတယ်နက်ခတ်ဆုံတဲ့အချိန်ရောက်ပြီမို့ကိုယ်ထဲမှာရှိတဲ့အင်းအဆောင်တွေအကုန်ထွက်လာစီထိုကဲ့သို့ပြောလိုက်တဲ့အချိန်ထုံးခင်ကြောကုန်းထဲကနေအဖြူရောင်တဲ့အမဲရောင်အခိုးငွေတွေတိုးထွက်လာခဲ့တယ်တိုးထွက်လာတဲ့အခိုးငွေတွေကတစ်ခုနဲ့တစ်ခုမရောပဲတီးခြားဖြစ်တည်နေတာကိုလေအံ့ဩဖွယ်ကောင်းအောင်မြင်တွေ့လိုက်ရတယ်အောင်မြတ်သာလည်းအခိုးငွေတွေထွက်လာတာမြင်တော့အင်းစမတွေရေးဆွဲထားတဲ့ဝူတီကြောက်ရေဘူးကိုထုတ်လိုက်တဲ့အချိန်စီဝိုင်းထဲမှာရှိနေတဲ့အမဲရောင်အခိုးငွေတွေကမင်းညွန့်တွေကိုဖျက်ဖို့ကြိုးစားပါလေရောမင်းညွန့်တွေကလည်းအခိုးအငွေ့ထိရနဲ့အဆက်မတန်ကြီးမားလာပြီးထွက်ပေါက်လုံးဝမရှိအောင်ပိတ်ထားတော့သူခမစီဝိုင်းအတွင်းမှာလှက်ပက်ပြန်တန်းကထွက်ပေါက်ကိုလိုက်ရှာနေခဲ့တယ်အဲ့ဒီအချိန်အောင်မြတ်တာကမင်းညွန့်အချို့ကိုလက်ညှိုးနဲ့မတိမတာဖယ်ရှားလိုက်ရာအမဲရောင်အခိုးငွေ့တွေကထွက်ပေါက်ကိုတွဲပြီးအထင်နဲ့တိုးဝင်လာခဲ့တယ်အောင်မြတ်တာကလည်းဖွင့်ပေးလိုက်တဲ့လမ်းကြောင်းအဝမှာအင်းစမတွေနဲ့စီရင်ထားတဲ့ဘူးတီကြောက်ရေဘူးအဝကိုခံထားလိုက်ရာအမဲရောင်ခိုးငွေတွေအားလုံးရေဘူးထဲကိုတရှိန်ထိုးဝင်ရောက်သွားခဲ့တယ်အဲ့တော့မှဘူးအဝကိုခုနှစ်ခွေငကပတ်အင်းနဲ့အသေးပိတ်ပြီးလက်နဲ့ဖီထားခဲ့တယ်ဘူးတီကြောက်ရေဘူးထဲမှာအနက်ရောင်ခိုးငွေတွေပိတ်မိပြီဆိုတာနဲ့စီးထဲမှာရှိနေတဲ့ထုံးခင်ရဲ့ကြောပြင်ကနေညိုညစ်ညစ်တရေပြားတစ်ခုအချက်လိုက်ကွာကျလာခဲ့တယ်အဲ့တော့မှအောင်မြတ်တာကစီးကိုလက်နဲ့တက်ကပယ်ဖြတ်ပေးခဲ့တယ်အဲ့ဒီအချိန်ထုံးခင်ရဲ့ဦးခေါင်းပေါ်မှာဝေဝဲနေတဲ့အဖြူရောင်အခိုးငွေတွေထဲကနေထောင်ချဆောင်းထားတဲ့ရသေးတစ်ပါးရဲ့မျက်နှာဖြက်ခနဲပေါ်လာကပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်ဘူးတီကြောက်ရေဘူးကတဆက်ဆက်တုံခါလာတဲ့အတွက်ကိုသိမ့်ဝင်ပရိတ်ကျိုးနဲ့ထပ်မံရစ်ပတ်ထားခဲ့ရတယ်ဆရာရုတ်တရက်ပေါ်လာတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ရာတက်ခိုင်နဲ့တောက်ရတို့ကိုမြင်လိုက်ရတယ်ဆရာပြောတာမှန်တယ်အဲ့ဒီလူကြီးကသူ့ပညာတွေအားလုံးကိုဒီကောင်လေးရဲ့ကိုပေါ်ကအင်းခွက်တွေကိုထည့်ထားတာပဲဒါဆိုရင်သူအခုဘာဖြစ်သွားလဲကျွန်တော်တို့ကြည့်နေတော့ဘိုင်းကနေလဲကျသွားတာပဲဆရာကသူ့စီးတဲ့ကိုမဝင်နဲ့ဆိုလို့သာကျွန်တော်တို့ပြန်လာခဲ့ရတာမင်းတို့မြင်ခဲ့တဲ့သူ့ရဲ့ဝိညာဉ်ကဒီဘူးထဲမှာပဲဒါကြောင့်ဒီကောင်လေးကိုသူ့ရဲ့မိဘတွေစီမင်းတို့ပဲပြန်ပို့လိုက်ကြပါငါကတော့ဒီဘူးကိုအန်ဒီယံမရှိတဲ့နေရာမှာမြုပ်ဖို့လုပ်ရအောင်မယ်အောင်မြတ်သာစကားကြောင့်တက်ခိုင်နဲ့တောက်ရကထုံးငင်ကိုတွဲခေါ်ကအင်ကိုပြန်ပို့ပေးဖို့ထွက်သွားခဲ့ကြတယ်အဲ့ဒီအချိန်ဖုန်ကြီးကျောင်းအနောက်ဘက်ကမြင်းနီလန်ထဲကနေထွက်လာတဲ့ရသေးတစ်ပါးကိုမြင်လိုက်ရတယ်ဘာလို့လဲဘာရဲ့တိကျုပ်တို့တာဝန်ကြီးတယ်မဟုတ်လားဟာမင်းတို့ပဲဒီကိစ္စကိုနိုင်နေတယ်ဆိုတာဝိဇ္ဇာချုပ်တွေကသိရလေဒါကြောင့်ငါ့ကိုအိမ်မက်ပေးပြီးပြောခိုင်းလိုက်တာပဲဒါနဲ့ဒီလူငယ်ရဲ့အတိတ်ကအကုသိုလ်တွေအယမ်းများတာဘလို့ကြောင့်လူဘဝကိုပြန်ရောက်လာခဲ့တာလေတကယ်တော့ဒီဘူးထဲမှာရှိနေတဲ့သူကပဲအားလုံးကိုထိန်းချုပ်သွားတာရှင်းရှင်းပြောရရင်စိတ်ကိုအကုသိုလ်နဲ့ယဉ်ပါအောင်တဖြည်းဖြည်းလှုပ်ယူခဲ့တာပဲဓမြအဖွဲခေါင်းဆောင်ကိုလိုတလိုခိုင်းစီနိုင်မှတော့ရတဲ့ဝေစုကလည်းသူ့အတွက်မနှဲဘူးလေဒီလိုနဲ့သူ့ကြောပြင်မှာရှိတဲ့အင်းအစွမ်းကိုပြက်ပြက်အောင်ကမ်းဘလူရွာကန်တွေကအခြားဆရာတယောက်နဲ့တိုင်ပင်ပြီးအမိဖမ်းခဲ့ကြတာ
ဒီကောင်လေးဖန်းကန်ထီတော့ရွာကန်ကြီးကစိန်ပင်နှပြေထူးရိုက်ပြီးသေဘီထင်းနဲ့ပြစ်ထားတဲ့အချိန်ကံကောင်းကျင်တော့ကျုံနဲ့တွေ့ခဲ့တာသွေးတန်တရဲနဲ့တေလူဆက်ဆက်အချိန်မှာကုသိုလ်ရတဲ့လောက်ရသွားလေသူ့အတွက်အကျိုးမြုပ်ဘူးဆိုပြီးငါးပါးတီလာတိုင်ပေးခဲ့တယ်အဲ့ဒီအကျိုးကြောင့်ငရဲသွားရမယ်သူကလူဘဝပြန်ရောက်လာခဲ့တာပဲလူဘဝကိုပြန်ရောက်တယ်ဆိုတာသိတော့ဒီလူကပြန်ရောက်လာပြီးဒုတိယအကြိမ်ခိုင်းစားဖို့ကြိုးစားခဲ့တာဒါပေမဲ့သူမသိတာကပြူစားထားတဲ့အင်းထဲမှာငါးရဲ့တံပြန်အင်းရှိနေတယ်ဆိုတာပဲဘာရဲ့သေးကတေလူဆက်ဆက်အချိန်မှာတံပြန်အင်းထည့်ပေးခဲ့တာဒါကြောင့်ကိုကဲစကားတွေများနေရတဲ့အာကုသူကောင်ကိုဘယ်လိုလုပ်ရမလဲဆိုတာမင်းနေပါဦးမယ်မမေးပါဘူးဘာရဲ့သေးရဲ့ဒီကောင်းရဲ့ဝင်းကျင်ကိုစတုမဟာရအောက်ပုံကနတ်ဘလူးတွေစီကိုအပ်ပြီးထိန်ထိန်ခိုင်နာလိုက်ပါမယ်မင်းတို့ကအလုပ်ကိစ္စနောက်တစ်ခုဆက်လုပ်ရအောင်မှာဆိုတော့ငါပဲထိန်ထိန်ခိုင်နာလိုက်ပါမယ်ဘာရဲ့သေးစကားကြောင့်အောင်မြတ်တာလည်းလက်ထဲမှာကင်ထားတဲ့ဘူးကိုကမ်းပေးလိုက်တဲ့အချိန်တက်ခိုင်နဲ့တောက်ရတို့ပြန်ရောက်လာပြီးမင်းရဲ့တပည့်တွေရောက်လာပြီဆိုတော့ကြောက်ပါးနှကောင်ရှိတဲ့နေရာကိုဆက်သွားကြပြီတော့ဘာရဲ့သေးရဲ့ထူးဆန်းတဲ့စကားအဆုံးမှာအောင်မြတ်တာကညင်သာစွာပြုံးလိုက်ပြီးဘုံကြီးကျောင်းထဲကနေထွက်လာခဲ့လိုက်တယ်ခရီးဆက်လာရင်ရွာပြင်ဇေယျနားကိုရောက်တော့ဇေယျပေါ်မှာလဲကျအသက်ပြောင်းနေတဲ့နတ်ဆရာရဲ့အလောင်းကိုမြင်တွေ့လိုက်ရတယ်ဆရာကျွန်တော်တို့တခုလောက်မေးချင်လို့ဘာတွေများစိတ်ထဲမတင်မကြဖြစ်နေရလဲပြောကြပါဦးကိုနောက်ကကောင်လေးဒီဘွားကနေသိရင်ဘယ်ကိုရောက်နိုင်မလဲဆရာတက်ခိုင်တို့အမေကိုအောင်မြတ်တာကချက်ချင်းမဖြစ်ပဲစဉ်းစားပြီးမှတေလူဆက်ဆက်ရခဲ့တဲ့ကုသိုလ်တပဲ6ပြားရဲ့အရှိန်ကုန်ရင်တော့လုပ်ခဲ့တဲ့အပြစ်တွေကိုတဝါကြီးပေးဆက်ရအောင်မှအသေးချပဲထိုကဲ့သို့ပြောကထွက်သွားခဲ့တယ်နောက်မှကြံခဲ့တဲ့နှစ်ယောက်ကတော့အတွေးကိုစီနဲ့စဉ်းစားရင်အောင်မြတ်တာရဲ့နောက်ကိုပြေးလိုက်သွားခဲ့ကြတယ်နောက်လာမဲ့ဇလန်းမှာတော့ကြောက်ဝါးနှကောင်ကိုနေရာရွှေ့မိတဲ့ပြဿနာကိုအောင်မြတ်တာတို့ဘလို့ကူညီကြအောင်မလဲဆိုတာကိုတော့အောင်မြတ်တာနဲ့တိုက်ဆောင်ကြောက်ဖားညီနောင်ဆိုတဲ့နောက်လာမဲ့ဇလန်းမှာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာ